take two ဒါယူထားလိုက်ဒီမှာချင်များသူမြင်နိုင်ပါမလားဘယ်သူကမှမချင်လိုက်ပါနဲ့ငါလေးမင်းနေနားလေးမှာပဲတွေ့နေတာလားဝင်ခံမတဲ့ငါတိတ်ကြောင်နေတဲ့ချသူအနေရွေးချယ်နာမရှိရင်ခုန်တဲ့သေဆုံးသွားနိုင်တယ်ဒီမှာ PB နဲ့အတူတူ music အကြောင်းအရာဆွေးနွေးဖို့ဖိတ်ခေါ်ထားတာတော့မောင်ချိုဖြစ်ပါတယ် Hello တော်တော်ပေါ်လာလို့ဆိုတော့ကျမတို့ conversation လောက casual အရင်ဖြစ်နေပါလိမ့်မယ်ဆိုတော့ yeah ဆိုတော့ငါတို့ပထမဆုံးတခြင်းလုပ်ဖြစ်တဲ့အကြောင်းပြောရအောင်ငါတို့ပထမဆုံး project ကတော့it's probably tonight yeah tonight no tonight အဲ့တော့ covid ဖြစ်နေတဲ့အချိန်ထင်တယ်ဟုတ်တယ် covid ဖြစ်နေတဲ့အချိန်နော်အဲ့တော့ကကို drone နဲ့ဘာမှစပြီးခဏလေးမသိမမေ့တော့ဒါပေမဲ့ကို drone ကနေပြီးတော့အဲ့လိုတချင်းတစ်ပုတ်သူပြချင်လို့ဆိုပြီးပြတဲ့အချိန်မှာအဲ့မှာသုံးဖို့လားမသိပြတော့နင်းအဲ့ဒီလုံးဝ acoustic ပဲတီးထားတဲ့ဟာ ukulele နဲ့တဲ့ဟာအရန်ကြိုက်ပြီးတော့ဒီချင်းပဲယူလိုက်မှဆိုပြီးဖြစ်တာကွာအဲ့မှာကို drone ချင်းလိုက်တာဒါပေမဲ့ကို drone ချင်းမဟုတ်ပဲလည်းရှင်ဖြစ်နေတာသူညမလေးဆိုတော့သူညမအရင်လိုပဲငါထင်လိုက်တာကွာအရင်ဆိုသူညမလေးကိုငါဒီဖုန်းနံပါတ်တောင်းမယ်ဆိုဒါပေမဲ့လုံးဝမတောင်းဖြစ်ဘူးပြီးတော့မှနေပေါင်းငါတို့တစ်ခါတွေ့ဒါပေမဲ့လုံးဝမတို့ငါနဲ့ကိုလုံးဝမျက်နှာမမှတ်မိဘူး even though I အဲ့ဒီကမြင်ဘူးလေဆိုပေမဲ့နင်းမျက်နှာကလုံးမမှတ်ဘူးအဲ့ငါတို့စမြင်ဘူးတာမဟုတ်လားအဲ့ဒီဟုတ်တယ်အဲ့ဒါပြီးတော့နောက်တစ်ခေါက်မှလည်းကနေကိုမျက်နှာမမှတ်မိဘူးအဲ့လိုနည်းနည်းကအရန် connection လုံးဝမမိဘူးလို့ခံစားရတာကွာအဲ့တချင်းတော့ဆိုရှင်ဘာလို့ဆိုအဲ့ချင်းလောက်တော့လည်းနည်းနည်းလုံးဝမတွေးလိုက်ဘူးဘာမှလည်းမတိလိုက်ဘူးဒီတိုင်းပဲဟိုလေတဲ့ကပဲစကားပြောလိုက်တာကွာတင်မလားဖုန်းလဲခေါ်လို့မရဘူး Viber ကနေလည်းနေကလုံးဝဆက်သွယ်မရဘူးကွာလို့အဲ့ဒီမှာလေဘာမလို့လဲပေါ့ဒီတယောက်ကငါလက်ဖုန်းခေါ်တယ်လုံးဝမကင်ပါလားကွာရဲထေးတယ်ဆိုပြီးတော့ဟုတ်ဘူး ညာအဲ့ကိုရုံးစီကတော့ပြောကိုရုံးဟောရဲ तू တင်မလားသူစင်ပြောပေးလိုက်မယ်ဆိုရင်စင်မပြောနေရကွာဒါပေမဲ့ Messenger မှာလည်းခေါ်ရဲလုံးဝ reply မပြန်ခဲ့ပါနဲ့ရှောက်မပြောနဲ့နော်မဟုတ်ဘူးထင်တယ်ငါ conversation တွေကခုပြန်တော့ကြည့်လိုက်ရပါဟုတ်တခုပဲမောင်ချိုးကသူ့ contact phone number တခုကငါမောင်ချိုးလို့မှတ်ထားဒါပေမဲ့နေကိုနေဘဲဥလို့ပေးထားလားမသိဘူးဆိုတော့နေ phone number change လိုက်ဘဲဥ change her number ဘဲဥဘာလဲဆိုအဲ့တော့တွေ့လိုက်တယ်ဒါပေမဲ့နေ message ငါစီမဝင်ခါကျရင် Viber သိရမလားI don't care man No man that's true no ငါနေ play ပါလို့ချေရပါတော့ Oh my god I'm nobody you're somebody Oh my god that's impossible I'm just kidding man So အဲ့တချင်းကကိုဒန်နီယယ်ဆောနဲ့တီးပြီးတော့ထွက်လာအော်တခုပဲအဲ့ချင်းငါဒီညလို့ပေးထားတာအဲ့တော့နေ tonight လို့ပြောင်းမယ်ဆိုပြီးတော့ tonight ဖြစ်သွားတာ Yes ငါနေအဲ့ဒါလာပြောတယ်အဲ့မှာနေစီ approve ရလဲရအောင်ငါချင်း Yeah ပြီးတော့ lyric video ပဲ Yeah ပြီးတော့နောက်တစ် book project ကပြောကြတာပဲအဲ့လေဒီအဲ့မှာလည်းငါတို့မခင်သေးပြန်ဘူး Yeah တော့မခင်ဒုတိယတစ်ပုတ် Yeah ဒါပေမဲ့အဲ့ဒီ demo ဝဲကစောင်းဝမ်းကြိုက်ပြီးတော့အမှလုံးလိုက်တာလုံးလိုက်တဲ့အချိန်မှာလည်းအဲ့ဒီချင်းကအကိုဒီနဲ့စောပဲတီးတာပဲသူတီးရတယ်အရန်ကောင်းတယ်ကွာအဲ့လို jazz ပုံစံလေးနဲ့သူတီးထားတော့ဒါပေမဲ့လုံးဝမထွက်ဖြစ်ဘူးအကြောင်းမျိုးနဲ့ပြတ်တယ်ကွာပြီးတော့ပြတ်တယ်ဆိုတာငါအဲ့ဒီချင်းကိုငါစိုးရတာငါလုံးဝ confident မရှိဘူးကွာငါတို့ကအဲ့種ကီးမြင့်နေရောဘလို့မှဒီတချင်းကိုဘလို့မှုနဲ့ထည့်ရမှလည်းမသိဘူးသိရမလားအမြဲတစ်ခုကလိုနေကွာလို့ harmonic မဖြစ်နေအဲ့ဒီချင်းယုံကထွက်လိုက်ချင်တယ်ဒါပေမဲ့သိရမလားအရင်ကြီးလည်းမကောင်းမှလည်းဆိုရယ်အဲ့နဲ့စောင့်ရင်နဲ့နေနဲ့ငါဘာမှအရင်ခင်သွားတယ်အဲ့လာမယ်လေအခုတကယ်ပြောရမို့လားအဲ့တချင်းပြောကြတာပဲကနေငါ့ကိုနေဆိုပြီးတော့လားမဟုတ်နေယူဝယ်ပြီးတော့နေရငါ့ကိုမေးရလေဘယ်လိုပုံစံတီးစီချင်တာလဲတဲ့အဲ့ငါအမ Taylor Swift lover အဲ့ပြလိုက်တာအဲ့လိုပုံစံလေးဒါပေမဲ့တချင်းက frame ကတော့အတိအကျကြီးမဟုတ်လေအဲ့လိုပုံစံမျိုးဆိုတော့နေကအနီးဆက်ဆုံးအဲ့ကို Daniel ဆောကတီးပြီးတော့ငါ့ကိုပြန်လာပြတော့ yeah မိုက်တယ်ကြိုက်တယ်ဆိုပြီးတော့အဲ့ငါတို့ထပ်ပြောက်သွားပြန်ရောဂျားထဲမှာလည်း covid တွေရောတည်မလားဒီဟွာတွေရောဆိုတော့and then နေနဲ့ကလည်းတုံးကခင်သွားတာကဟိုမှာလေငါ chess ပွဲမှာ chess ပွဲကိုလာတဲ့အချိန်မှာနေလာနှုတ်ဆက်တာလို့ပြောပြလိုက်ပါ
so weird ဘာလို့ရည်နေရလဲ ဘာလို့ရဲဆိုအဲ့တော့ဆိုလို့ရှိရင် I basically don't know you yeah ဒါပေမဲ့အဲ့တော့နင်ဆိုပြီးပြီလားမသိဘူး ငါ host လုပ်နေ I was yeah နင် host လေးလုပ်နေလေဒါပေမဲ့နင်တီးမယ်ဆိုတာတီးတော့လာတယ်ကွာအဲ့တော့ကလည်းဟိုဗာလဲ invitation ရလားမသိဘူးအဲ့ဒါငါလာမယ်ဆိုပြီးရောက်လာအမှငါတကယ်ချင်းလည်းရှိရကွာဒါပေမဲ့မသိဘူး I feel like I know you but then I didn't ဒါပေမဲ့အဲ့မှာစကားကိုအရင်ပြောအရင်ရင်းနေသူပြောပြီးတော့လေအဲ့မှာဆိုပြီး click ဖြစ်သွားတယ်နဲ့အဲ့တော့နေငါ့ကိုပြီးနေဘာလို့ငါ့ကိုလဲအရင်ရင်းနေသူတွေပြောနေတယ်ဆိုတော့အဲ့တော့ငါအရင်တော့ရှက်သွားတယ်တစ်ချက်ဆိုအဲ့ငါအရင်များပေါ်နေတာပေါ့ no အဲ့လိုမဟုတ်အဲ့မောင်ချိုးရဲ့ personality ကိုတိကျမှာပေါ့နော်ဒီ celebrity တော့ကလူရောပြန်သူကအရင် stay true လို့ပြောရမှာပေါ့နင်ကလုံးဝ media မှာမြင်နေနေပြန်မြင်နေနေတူတူပဲကွာဒါပေမဲ့ငါတို့ဂျားထဲမှာ encounter ဘလောက်ရှိငါတို့မရင်းနှီးဘူးလေအဲ့ဒီတစ်ခေါက်ကျမှနင်ကရင်းနှီးလို့ပြောတာအဲ့ကြောင့်အရင် weird ဖြစ်တာကွာတိတာလုံးဝမရှိဘူးဆိုရှင်ငါတို့၄နှစ်လောက်တော့ရှိပြီတိတာကွာဆိုငါ tonight တချင်းနဲ့အဲ့ပြောကြတာပဲတချင်းကဘယ်လောက်မှမကွာအောင်ငါရတာတစ်နှစ်ခွဲလောက်ပဲကြာမယ်ကွာအဲ့တော့အဲ့ tonight တချင်းကဟို၄နှစ်လောက်ရှိနေပြီလေဟုတ်တယ်3နှစ်4နှစ်လောက်ရှိနေပြီဒါပေမဲ့ yeah that's a good thing သူကငါမှတ်မိတယ်ငါအဲ့ပွဲကလည်းအစီအစဉ်မရှိပဲ host လိုက်ရဆိုတော့ငါဘာပြောရမှမသိဘူးအဲ့ဒါငါ script တွေရေးနေဘသူခေါ်ရင်ငါဘာလေးပြောမယ်ဘာဆိုဒီ player ရဲ့တစ်ခေါက်တက်လာရင်သူဆက်အကုန်လုံးတော့အရန်ကြာတယ်လေအဲ့အချိန်မှာအဲ့ကြာရဲ့ဟာယူငါထိန်းထားရဆိုတော့ဒါငါအတွင်းနဲ့ငါ script တွေလုပ်နေတဲ့အချိန်မှာနေကနောက်ကနေ hey Phoebe what's up man ဆိုတာ what ဘာချိုနေငါကဘာလို့ပြန်နေတော့လေအဲ့တော့အမဟုတ်ပဲအဲ့တော့ငါဘီယာ3ကွက်လာ4ကွက်လောက်ဒီကရှိနေပြီတော်တော့နင်းတောင်းနေ white open arms ဟောငါလောကလေးလေးဖြစ်သွားဖမ်းဆိုပြောနေလွတ်တော့တာပဲဟိုအမှန်တော့အဲ့တော့အဲ့ vibe ကကြအဲ့တော့အဲ့ဒီအကုန်တီးကြကွာအရမ်းမိုက်တယ်ကွာတလားငါကြိုက်တဲ့ vibe လိုမျိုးကွာအဲ့တော့ဆိုငါအဲ့နေလေတွေကရောက်တာအဲ့ဒီမြက်ခဲမှာငါထိုင်ပြီးတော့နားထောင်နေရကွာဇက်တိုက်ဆိုင်နားထောင်ပြီးတော့အဲ့နည်းနည်းနက်တော့မှအမဘီယာတောက်ဖာညာနဲ့အဲ့ backstage ကိုတော့နင်းကိုတွေ့တာ so I was like in a very good mood yeah အဲ့ဒီမှာ socialize ရလို့တော့ငါ social လုပ်တဲ့ energy ရတော့ boost ဖြစ်နေအောင် yeah that's good ဟိုလည်းငါတို့လည်း coffee မှာမွန်းတယ် hey hi နေပြီးတော့ so yeah သူရဲ့ကိုပြောတဲ့ social skill အရင်ကောင်းတာကြောင့်ပေါ့ no and then အဲ့ပြီးတော့ဘာဖြစ်သွားပါလဲအဲ့ပြီးတော့နင်ကငါရဲ့ဒီပြောကြတာပဲကိုသင်ပြီးပြီဆိုလား recording လာဖို့ vintage 36 yeah အဲ့မှာခေါ်တဲ့ချိန်မှာနင်ကနင်ရဲ့တခြင်းအစ်နှစ်ပုတ်ပြတယ်အဲ့ချိန်မှာငါကလည်းသူများတော့မဟုတ်ရေးပေးထားတဲ့တခြင်းတစ်ပုတ်ပြလိုက်တယ်အဲ့ဒါနဲ့အခုနောက်တစ်ပုတ်ထပ်ဖြုတ်သွားတာပေါ့ yeah so အဲ့တခြင်းလေးကိုနေဘယ်လိုကြိုက်ပြီးတော့ယူလိုက်တာလဲလို့ပါအဲ့တခြင်းကကြတော့အဲ့စပြီးတော့နင်ဆိုရဲကြိုက်တာပါတိတာအဲ့အစအဲ့လိုလာဆိုတော့ဒီကဘာလို့ဆိုအဲ့လိုဟိုတခါတကြောင်ထိရကွာတလားအဲ့လိုရောက်တိရဆိုကစာသားရဲ့သူ့ရဲ့ melody ရဲ့နှစ်ခုလုံးအရင်ဆင်ပြေကွာတင်မှာအဲ့ဒီမှာချင်များသူမြင်နိုင်မှာလားအဲ့ရောဘယ်သူမှအဲ့လိုမျိုးတက်တော့လေသဘောကျပြီးတော့နေ့အတန်လဲစတယ်ငါကြိုက်တယ်ကွာပြီးတော့နေ့အတန်နဲ့ငါတန်နဲ့ကငါမေပြောလို့ပဲနှာခေါင်းတန်နှာပုံများနည်းတော့များနှာတော့ခုတော့ပိတ်ပြီအဲ့ရှင်တို့ရအဲ့ရှင်တဲ့ငါဆောင်းကြိုက်အဲ့တချင်ကတော့နင်းကိုပေးလိုက်တာအရင်ကောင်းတယ်ဘာလို့ဆိုငါကဒီအိုင်းဘယ်သူတွေ့ရလို့မဟုတ်ကွာငါဒီကရေးလိုက်တာပဲရေးပြီးတော့လမ်းကြုံလို့ကို draw လာတောင်းရင် तू ကဟာဟို artist ပြပေးမယ်ပညာဆိုငါဒီပေးလိုက်တာဆိုတော့အဲ့တချင်ကငါဘသူ့မှမပေးရသေးဘူးအဲ့ချိန်မှာနေရတယ်ဘန်တိုင်းကွန်းဆိုတော့ producing that was really fast ဘယ်လိုရှိမလဲငါတပတ်နှစ်ပတ်ပဲတပတ်နှစ်ပတ်ပဲအပီလောအပီ harmony တွေရောကော အဲ့တချင်ကငါလည်းကြိုက်ပါတယ်ငါကရေးပြကြိုက်ပါတယ်နင်ပါတယ်ဆိုတော့ねအရင်မကြိုက်တော့တာတကယ်ချင်းရဲ့ကိုယ့်ရဲ့ artwork ကိုအရင်ကြိုက်ပါတယ်အဲ့လိုမျိုးတော့မရှိဘူးလေ I don't know ငါတော့မရှိဘူးငါကြိုက်တယ်တိတ်တော့မကြိုက်ဘူးငါအဲ့နှစ်ခုပဲရှိတယ်ခုနေကြိုက်ပါတယ်ပြောလိုက်လို့မကြိုက်တဲ့ကြိုက်တယ်ကြိုက်တယ် okay oh my god you're very work oriented ဟိုအဲ့လို
ငါ psycho ရှိရကွာအဲ့လိုမျိုးကြိုက်ပါတယ်ဆိုတာတင်မလားအရင်အားနာလို့ပြောလိုက်ရတဲ့ပုံစံမျိုးကကြိုက်ပါတယ်တင်မလားမစိုးပါဘူးအဲ့လိုပုံစံမျိုးဖြစ်နေအဲ့ကြောင့် I never say like ကြိုက်ပါတယ်ကြိုက်တယ်အားနာတဲ့ချိန်ဆိုရင်တော့ကောင်းပါတယ်အဲ့လိုပြောရကွာပါတယ်ထဲလို့မရဘူးပေါ့အဲ့တော့ငါကအဲ့လိုမျိုးတည်ရမလားတဲ့ကိုပြောလိုက်လို့ကောင်းပါတယ်ကြိုက်ပါဆိုချင်ငါ fake နေတာဒါမဲ့နေစနေကြီးပါပြီးတော့မှပို့ပြီးတော့ deep ဖြစ်သွားတဲ့ word တွေရှိတယ်ဟိုတောင်းပန်ပါတယ်တဲ့တောင်းပန်တဲ့ see man see မို့လေဒါပေမဲ့မို့အဲ့ဒါကြတော့ဒီ expression နဲ့ဆိုင်တယ် the way you say it yeah ဟိုမတောင်းပန်တယ်ကဘယ်လိုပြောမတောင်းပန်တယ်you know တောင်းပန်ပါတယ်ကွာတောင်းပန်ပါတယ်ကွာဆိုကြတယ်စိတ်ကောင်းပါတယ်ရတယ် expression နဲ့ဆိုင်တာပဲလေမဆိုင်ဘူးပေါ့ expression နဲ့ငါဘောင်းဆုံးငါပြောပြမယ်နော် okay ကဲမောင်ချိုးရဲ့အတန် expression ဘောင်းဆုံးနော်ဆိုတော့တယောက်ဆိုတော့ဒါတခြားကြည့်တဲ့ဒီ content ပေါက်ပါပေါ့တောင်းပန်ပါတယ်sorry ကောင်းပါတယ်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  see everything သုံးမှုလုံးကကောင်းတာတခုမှမပါဘူးကွာအကုန်လုံးပြောလိုက်တာကြီးအားနာတဲ့အတန်နဲ့ပြောလိုက်တာကြီးပဲเนาะတောင်းပန်ပါဆိုရှင်ငါတောင်းပန်ပါတယ်ငါတောင်းပန်တယ် see dang man အဲ့ဆိုကောင်းတယ်ဆိုတာကြတော့ကောင်းတယ်ဆိုတာတင်တူပြောလိုက်ရင်မကောင်းတာပဲလေကောင်းတာအဲ့ကြောင့် expression နဲ့လည်းဆိုင်တယ်လို့ခါနေခုနကပြောလိုက်တယ်လေအဲ့ကြောင့်ကောင်းပါတယ်ဆိုရင်မကောင်းတာမဟုတ်ဘူးလို့ got my point I don't care I just know the fact that I don't like it man see okay ဒါနဲ့ camera တော်လုံးနဲ့ argue နေရတော့ anyhow yeah and နေဒီကခုပိုင်းနားထောင်ဖြစ်တယ်ဘယ်ချင်းနေပြီးဘယ်လို artist တွေ inspire you လဲဒီ local ဖြစ်ဖြစ် international ဖြစ်ဖြစ်အဲ့လိုမျိုးငါမရှိဘူးငါကျတော့အဲ့လိုမျိုးငါ့ကို inspire လုပ်တယ်ဆိုတော့သူမရှိဘူးကွာဒီလားဘာလို့ everyone inspire me ဒီတဲ့တယောက်တည်းဆိုတာအားလုံးစီကောင်းတာနေဆိုလို့ရှိရင်လည်းနေ့မှာငါနဲ့ inspire လုပ်ဖြစ်တဲ့ဟာအများကြီးရှိကွာ like the way you work the way you do things the way you like write songs ပြီးတော့အခုဆိုလို့ရှိရင်ကွာငါနားထောင်ပြတဲ့ဒီ Caesar လို့ဆိုလို့ရှိရင်လည်းသူတို့ရှင်တွေဆိုလည်းကြိုက်တယ်ကွာသူ့အတန်လေးနဲ့လိုက်တယ်သူ့နောက်ဆုံးထွက်တဲ့ album ဆိုလို့ရှိရင်လည်း sound ကောင်းတယ်ကွာ Billie Eilish လို့ဆိုရှင်လည်းသူ့ဟာနဲ့သူရှိပြီးသားဆိုတော့အဲ့လိုငါမှတယောက်တည်းကိုပဲအဲ့လို advertise လုပ်တဲ့သူတော့မရှိဘူး but genre မျိုးစုံငါသဘောကျတယ်ဖဲဟာပဲလာကွာလို့ကြိုက်တယ်လိုက်ဆိုငါကျအဲ့လိုဖန်တီးရတယ်ဆိုတာငါမှပူအားတာငါဆိုရတာငါပူပြီးငါအားတာကွာငါအရန်အားနေငါဆိုနေတဲ့သူဆိုတော့အဲ့လိုမျိုးငါဆိုလို့ကောင်းတဲ့တခြင်းဆိုငါဆောင်းဝမ်းကြိုက်တယ်ကွာသိမလားဘာလဲ nobody ဘာ nobodyအဲ့ဘာ nobody သူတခြင်း Caesar တခြင်းကွာငါအတောင်မသိထိုင်ပါတော့ okay အဲ့လိုငါဆိုလို့ကောင်းတဲ့တခြင်းအတိုင်းငါကိုကြိုက်တယ် okay ဒါမဲ့ဟုတ်တယ်အဲ့တခုဆိုတော့မောင်ချိုကတချင်းဆိုရအရန်ကြိုက်မှန်းငါဘယ်လိုသိသွားလဲဆိုတော့သူနဲ့ခင်ပြီးနောက်ပိုင်းတချင်းနေလို့သူကအိမ်ဝင်ထွက်အရန်လုပ်တယ်လေအဲ့ချိန်မှာသူကရောက်လာတဲ့ YouTube ဖွင့်လာပြဖွင့်တဲ့ချိန်သူကရစ်တာမကြိုက်ဘူးကျမတို့ဆိုချင်းတပုတ်ကိုကွာ frame နားဟောင်းလိုက်တယ်ဆိုကြပါဆိုချင်းသွားလာ verse ကလို့ chorus ကလို့ blah 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 ခဏလေးတွေ့အဲ့လိုပေါ့ငါက thoroughly generalize လောက်ရတာအဲ့ချိန်မှာနေကနားဟောင်းနေနေအောင်ရစ်တာနေကလုံးဝမကြိုက်ဘူးနေကရစ်တာနေဘာလို့ရစ်တာလဲနေတစ်ခေါက်ပြန်နားဟောင်းခိုင်းနေကအဆအဆုံးဒီနားဟောင်းနေနေကခဏလေးတိပေါမလို့ရေတောင်းမလို့ဆိုလည်းမကြိုက်ဘူးပြန်ထိုင်ဆိုတော့အဲ့ဟာကပြောမယ်ဆို yeah နေပြောလို့နေကဆိုရတော့အရန်ကြိုက်တော့နီကိုရန်နဲ့ဆိုရကြိုက်တယ်လို့ဆိုရတာနားဟောင်းလာတဲ့နေအရန်ကြိုက်တယ်မဟုတ်ကွာအဲ့လိုတချင်းတစ်ပုံနားထောင်နေဆိုရှင်လည်းအဲ့လိုမျိုးအဆိုတော်တယောက်မှာသူဆိုနေတဲ့မှုကွာတဲ့မှာဒီစာကြောင်းပေါ်မှာရောဒီ music အပေါ်မှာရောဘယ်လိုလေးဆိုလိုက်လို့ရှိရင်ကောင်းသွားမယ်ဆိုတဲ့ဟာယူသူသိတယ်ကွာဆိုတော့တယောက်ဆိုလို့အဲ့ချိန်မှာအဲ့လိုတချင်းနားထောင်လိုက်တဲ့အချိန်မှာလေသူတို့ပေးချင်တဲ့ message ကိုအပြည့်လေရတယ်လို့ငါတို့ကလည်းအဲ့ဒီနားထောင်တဲ့အချိန်မှာလေအဲ့ message ကိုအပြည့်နားထောင်ချင်တာကွာတလားငါနေကိုပြဆိုလို့ရှိရင်လေငါသိတဲ့ message ကိုရရှိတယ်သူပြောသူဘယ်လို mood နဲ့ဆိုလိုက်တယ်ဘယ်နာလေးကိုသူဘယ်လိုမျိုး expression ထည့်လိုက်တယ်ဆိုတဲ့ဟာလေးကိုငါအဲ့လိုနားထောင်စေချင်တာကွာတည်မလားလို့အဆုံးသက်
လေးတွေတို့ဘယ်လိုမျိုးအဲ့လို head voice နဲ့ဆိုအဲ့လိုမျိုးကွာငါကြောက်အဲ့လိုခံစားရတဲ့ဟာသဘောကျတယ်ဒါပေမဲ့ငါပြောတာကောင်းတဲ့ဘက်ကပြောတာ it's complimenting you ဘာလို့လဲဆိုတော့အဲ့လိုမျိုးငါဆိုကွာတချင်းမသိဘူးကွာငါဟိုကလည်းတီလီတီဆိုလဲဆိုရေးလဲရေးဆိုတော့ငါအဲ့လို category တစ်ခုအဝေးအဲ့လိုခဏတစ်ဖြုတ်အတွက် emphasize ပြီးငါနောက်တစ်ခုပြောင်းတော့အဲ့လိုဆိုတော့ဟိုနေကတချင်းဆိုတာအရန်ကြိုက်တော့နေအဲ့တလိုင်းလေးကိုဒီဇိုင်းမတ်တကြနေနိုင်တယ်ကွာဘာလို့ဆိုတော့ငါလို့မနေနိုင်ငါဆိုရဲလူနားထောင်မဲဆိုပြီးတချင်းနားထောင်လိုက်တာပြီးငါတီးရဲ့လူစီအာယုံရောက်သွားပြီးရင်တင်မှာဘယ်လို arrange ထားရလဲငါအာယုံကပြီးတော့ငါ comment တော့ဖတ်တော့ငါအာယုံစိုက်နိုင်အဲ့လိုမျိုးပေါ့မင်းနေအဲ့ငါပြောချင်တာ that's a good one that's one thing that I like about you ဘယ်ငါကြောင့်ဘယ်လိုပဲဖြစ်လို့ရုပ်ရှင်ကြည့်ရဆိုလို့ရှင်လေအဲ့လိုမျိုးလုံးမကြောက်ဘူးကွာငါကြောင့်အဲ့လိုမျိုးသိမလားပေါက်စီကြည့်တာပေါ့ဘာလို့ရုပ်ရှင်တကားမှာဒီ2မိနစ်ကျော်2မိနစ်ဆိုရုပ်ရှင်က2မိနစ်လားနေရိုးရိုး join နေကြည့်နေအောင်မြင်ဟာတော်တော်လေးဖြစ်ပါတယ်2နာရီကျော်ဆိုလို့ရှိရင်ကွာအဲ့2နာရီကျော်မှာမိနစ်တိုင်းကလက်ဟာမှုမရှိဘူးကွာဒါလက်ဟာမှုရှိရဆိုရင်ဘယ်သူမှအဲ့ဒါကိုပတ်စံကုန်ကြခံပြီးမရိုက်ဘူးကွာအဲ့တက်လည်းမထည့်တာကွာအဲ့တော့ရုပ်ရှင်ကြည့်ရဆိုရှင်လုံးဝကွက်တိသိမလားမကြော်ပဲနဲ့ငါကြည့်အဲ့လိုအချင်းတစ်ပုတ်ဆိုရှင်လည်းငါလုံးဝကြိုက်ပြီးငါဒီဘုတ်ငါကြိုက်တယ်ဆိုရင်ငါထက်ခါနားထောင်တယ်ကွာငါဆိုရဲသူဟာသူဆိုတာဘလို့ကောင်းတယ်ငါထောင်တယ်ပြီးလို့ရှိရင်တီးတဲ့သူတွေကဘလို့တီးရတာပြီး arrangement plan ကနေဘလို့သွားရဆိုရဟာကွာနင်ပြောလို့ပဲနေကကျတော့တခါနဲ့နေနားထောင်လိုက်ကွာငါကြော်မဟုတ်ငါကြော်အဲ့လိုအဲ့ဒါကိုငါနေတိုင်းတင်မလားနားထောင်ပြီးငါအလွတ်ရတဲ့အထိငါအဲ့လိုနားထောင်တာကွာအဲ့ကြောင့်ငယ်ဆိုရှင်လေလို့ငါအကိုတော့တချင်းတပုတ်မဖွင့်ရဘူးငါဖွင့်လိုက်သူဖွင့်လိုက်လို့ငါအဲ့ချင်းကိုကြိုက်သွားပြီဆိုငါနေတိုင်းငါဆိုတော့ကွာဖွင့်နေငါဆိုအဲ့တော့ငါကိုတော့မုံရောအမြဲတမ်းကြားနေရောလေငါကျအဲ့ဒီအကျင့်ရှိကွာရုပ်ရှင်တကားကိုငါကြည့်နေငါအမြဲတမ်းကြိုက်ရင်လည်းအမြဲကြည့်ရတချင်းဆိုရှင်ကအမြဲမဟုတ်နေပြီးတော့တချင်းဆိုလိုက်တော့ငါလေးစားနေတခါလေးဆိုလိုက်ညနေ4-5လောက်ကနေည30-17ထိအောင်ချိုရဲ့တော်ပါတော့ပြန်ပါတော့စာစီတီကောတိုင်တော့မယ်ဆိုတော့မှတော်ဆိုနိုင်တယ်ပြောချင်တာအဲ့ passion ကဆိုရဲအဆိုတော်တိုင်းမှာတော့မရှိဘူးကွာဒါဘိုးဝင်လင်းပြောတာငါလည်းအဆိုတော်တွေတော်တော်တည်ငါမိသားစုမှာလည်းတချင်းဆိုရဲလူတွေဒါပေမဲ့သူတို့မှာအဲ့ passion မရှိဘူးဆိုရင်မောလာရင်ငါတို့ကဟဲ့နင့်အတန်လေးကောင်းလို့ဆိုပါဟဲဆိုတော့တော်ပြီငါလည်းအဲ့လိုမျိုးအဲ့အချင်းသူတို့ဆရာကိုးရလားမသိဆိုခိုင်းတော့ဆိုချင်အဲ့လိုမျိုးပါအဲ့အောင်ငါကြိုက်တယ်လို့ပြောချင်တာပြန်တော့တစ်ခုကတချင်းပေါ်မှာ context ပြောင်းနေဆိုတာပြောကြတာပဲမှတ်မိလားနေမြင်တဲ့အမြင်နဲ့ငါမြင်တဲ့အမြင်ကလောကနှစ်ခုဖြစ်နေရတယ်သူအဲ့နှစ်ခုလောက make sense ကွာနော်ဆိုအဲ့ဟာလည်းတော်တော်ထူးဆန်းတယ်နေကဘယ်လိုမြင်လားပြောကြရပဲတချင်ငါတို့အဲ့လိုတစ်ဖက်သက်မဟုတ်ကြိုက်နေပြီကွာနှစ်ယောက်လုံးကကြိုက်နေပြီဒါပေမဲ့သိမလားဖွင့်မပြောသေးဘူးကွာသိရမလားဒါပေမဲ့ဒါပေမဲ့ငါရိုက်ထားတဲ့ပုံစံလေးကကြတော့ကွာငါ music video ဘာတစ်ခါရိုက်ထားလိုက်တာလေအဲ့ကြောင့်အဲ့လိုမျိုးသိရမလားတငယ်ချင်း2ယောက်လိုမျိုးသူ့ကိုလည်းကြိုက်တယ်ဒါပေမဲ့ပြီးလည်းပြောသူကမကြိုက်တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားတာကွာအစတော့ကြိုက်တော့မဲ့ပုံစံဖြည့်ပြောမဲ့ပုံစံပြီးလည်းပြီးရောအဲ့လိုမဟုတ်တဲ့ပုံစံငါအဲ့လိုစဉ်းစားနေရကြတော့ငါကြတော့ကြိုက်ပြီးတော့မှတပ်ဖာဆန်ဝင်ဖြတ်ခုတ်သွားပြီးတော့ကြံခဲ့တာမမီလား yeah တော့မနော် complete ငါလို့တခုထပ်ဖြစ်သေးရဲ့နေတိကမျိုး Chappelle Roan ရဲ့ကောင်းစရာမင်းနေပြီ good luck babe no okay အဲ့ဆိုငါမသိဘူးငါတကယ်ချင်းပြသူကတချင်း music arrangement မိုက်နေနားထောင်ကြည့်ဆိုတော့အဲ့လို 80s vibe လေးအဲ့နားထောင်လိုက်တော့ငါတိတာတခုပါဟာဒါတဲ့အဲ့တော့ငါအဲ့လိုကွာသူကတယောက်နဲ့တယောက်ကြိုက်တယ်ဒါပေမဲ့တစ်ဖက်ကကြိုက်တယ်လို့မကြိုက်တယ်လို့ဟန်ဆောင်နေရကွာနေတဲ့ကပေါ်တင်မတွဲဘူးအဲ့လိုမျိုးပဲထင်တာဒါပေမဲ့တကယ်သူ့ရဲ့တချင်းရဲ့ whole frame ကကြတော့တယောက်ကသူ့ရဲ့ sexuality ကို hide ထားတာ closet ထဲမှာနေနေတာအဲ့ဆိုရင်ရတယ်ဒီတစ်သက်လုံးနေတစ်ချိန်နေအဲ့ရဘောကအဲ့လိုနေအဲ့ရနိုးလာလို့နေကသူ့ရဲ့ wife tag ဘာမှမပို့ဘူးဆိုတာသိရဲ့အချိန်ကျရင် good luck babe တဲ့ငါနဲ့မပြောခဲ့ဘူးလားတဲ့ပြောချင်တာ come out of the closet ပေါ့ no that's a complete different အဲ့တော့ငါပဲဒီက next level ဖြစ်နေငါ interpret လိုက်တိုင်းလွယ် man I'm too crazy no နေမသိဘူးလားဒါပြီးငါတို့နားထောင်တယ်အေးနားထောင်ပဲပြီးရင်နားထောင်ပဲငါများအမှန်တော့လေတလားငါပြမယ်နော် I thought I know everything အပြမယ်နော်ဘာလို့လဲဆိုတော့ပတ်ဝန်းကျင်နဲ့ဆိုင်တယ်သိငါပြမယ်နော်ငါတို့မိသားစုမှာဆိုလို့ရှိရင်
ငါအတိဆုံးဒါအရင်ကြီးရတော့ဒါငါအတိဆုံးတဲ့မှာဖုန်းဆိုလို့ရှိရင်လေကွာတဲ့မှာတခုဖြစ်တယ်ဆိုရှင်ငါအကုန်လုပ်ပေးလိုက်တယ်ကွာအဲ့တော့သူစိတ်ထဲမှာငါအတိဆုံးကြည့်မလားတခုဆိုရှင်ငါဖုန်းစိတ်ပြအမှန်တော့ငါတိတာဆိုမသိဘူးကွာ basically ဘာလို့ဆိုငါတကယ်ကြည့်တယ်ရှင်လိုက်ငါပုံမသိဘူးကွာသိလားအဲ့လိုမျိုးတခုခုတချင်းနေဆိုလို့ရှိရင်လေဒီ mainstream ဟာဆိုလို့ရှင်တော့ငါများသောအားဖြင့်သိတယ်ကွာဒါပေမဲ့တကယ်ဘယ်လိုပြောမလဲဟို underground မှာအရင်မိုက်နေတဲ့ဟာတွေအခုဆိုလို့ရှိရင် Charlie Access တို့ထွက်နေတဲ့ဟာငါမသိဘူးကွာဒီငါရဲ့ဒီ manager တော့ပါဆိုပိုသိရကွာတလားဟိုငါတငယ်ချင်းဒီအမရာဖုန်းလို့ဆိုရှင်ပိုသိရကွာသူတို့ရဲ့ music taste တွေကသိရမလားလို့ဟိုသူတို့ဆိုတဲ့ပုံစံမျိုးတွေကွာဖြစ်တယ်ကွာဒါပေမဲ့ငါမသိဘူးဒါပေမဲ့ radio မှာလာလို့ရှိရင်ကွာငါရဲ့အချင်းတွေပဲဆိုလို့ရှိရင်ငါအမေတို့ငါထော်တော့ဆိုရှင်ကြည့်ပါလားမြရဲ့အချင်းဆိုတာမရှိဘူးဆိုတော့မဟုတ်ဘူးကွာတလားအဲ့တော့ငငယ်ကတော့ငါလေဟုတ်တယ်သူတို့ပြောလို့ပဲငါလေးတည်တာအော်ငါအကုန်တီးတာပဲဆိုရဲတည်မလားငါပါဆိုပြီးတော့ဘဝင်မြင့်ခဲ့ဘူးကွာ no ဘယ်တော့ငါဘာမှမသိဘူးအဲ့ဒါအဲ့ငါချက်ကန်းဆောင်တိုးတာပါခောက်တိုင်းမဟုတ်ကွာငါတီးတဲ့ဟာလေးတွေအမှန်တော့ဖြစ်နေရ basic လေးတွေပဲကွာတည်မလားဒါပေမဲ့သူတို့ကကြောက်ကွာဒါယူငါတီးတယ်ပေါ့အဲ့လိုမျိုး I feel like I'm a god like when I was a kid man ဒါနဲ့ဓာတ်ယူနေပါလို့ဒါထည့်ပြောရတယ်ရုပ်တရက်ကြီး it's just random no နင်ခုနကပြောလိုက်လို့လေတချင်းအရန်ဆိုတယ်ဘာညာဆိုပြောလိုက်လို့ yeah ဒါလည်းငါနင်ကပြောတော့ငါနဲ့အရန်မေးနေတာရှိတယ်နင်ကကြတော့တချင်းလောရတဲ့ဟာဝါနာပါလားတချင်းရေးရဝါနာပါနင်ပြောဖို့လေတချင်းရေးတာကွာနင်တော့ငါတို့နဲ့ရှင်တယ်ဆိုလို့ရှိရင်ဒါ is easy for you music ပိုင်းဆိုလို့ရှိရင်လေကွာနင်ဆိုလို့ရှိရင်လို့ငါတို့ထပ်ပို့ပြီးပို့ကြားတယ်ကွာဒီတချင်းတီးတယ်ဆိုလို့ရှိရင်တင်မဘယ်လိုင်းဘယ်လိုနင်ဆိုကြားကွာအဲ့တော့နင်ကအကုန်လုံးမှာတီးနေတယ်နင် music ပိုင်းမှာနင်like theoretically လည်းနင်တီးတယ်အဲ့တော့နင်ရဲ့ဖြစ်ချင်တာကဘာလဲ like that's a good one yeah like ငါပြန် interview နေတယ်အဲ့လိုဖြစ်ရပါအဲ့တီးကြလား man ငါဖြစ်ချင်တဲ့အရာတွေကနည်းနည်း extremist ဖြစ်မှာပဲကြောက်တာငါ music critic ဖြစ်ချင်တာ a critic ဥမာဖြင့်တချင်းကို generalize လုပ်ပြီးတော့ပြောတဲ့လူပေါ့ဒါပေမဲ့နိုင်ငံခြားမှာဆိုရှိတယ်ဒါပေမဲ့သူတို့အထား reaction video တတာပဲကွာ and nobody really care like သူတို့ပုံမှာလို့ဘယ်လိုပြောမလဲသူတို့အရင် acclaim လုပ်ကြအောင်မရှိရဥမာဖြင့်ဘယ်လိုပြောမလဲ there I don't know if there is a word for that မင်းက criticize လုပ်ချင်တာဥမာဖြင့်တချင်းဆိုရဆိုရင်သူဆိုတာကဘယ်လိုဖြစ်တယ်ဘယ်လိုဆိုကောင်းမယ်ဘယ်လိုဆိုဘာညာအဲ့လိုပေါ့ theoretically ရော experience အကုန်ပြောလို့ရတီးတာရေးတာဘာညာဖြစ်တော့ဟိုဒီနိုင်ငံမှာငါအဲ့လိုပြောမယ်ဆိုသူတို့က the first thing they will say it who the hell are you what music do you do like can you even sing like her or him or can you even play တခါကျရင် yes I can to a level အဲ့တော့ငါဘယ်လိုဆို category တိုင်းကိုဆက်ပါဆို music education လား vocal လား piano guitar like any instruments producing အဲ့ဒီကိုလုံးကဆက်ပါဆိုout of 1 to 100ဆိုငါ 70% လောက်ထိငါတက်ကျွမ်းကျင်တယ်ကွာအခု level နဲ့ဆိုငါအဲ့လောက်ကျွမ်းတယ်လို့ပြောရင်အရင်မမားလို့တင်တာပဲအဲ့ကြရင် I could give them a good criticism ပေါ့နော်ဆိုတော့ငါတို့နိုင်ငံအတွက်အဲ့ဒါကြီးကအရင်လိုအပ်တယ်ကွာဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ Hollywood မှာဆို critic တွေကအရင်အရေးပါတယ်ကွာ Hollywood မှာတည်မလားငါတို့စကားရေးချင်း critic တွေရဲ့ role တစ်ခုပါလေသူတို့လုံးလိုက်လို့ actor တွေ suicide လုပ်ပြီးသေသွားတာတော့တည်မလားသူတို့ show တွေပါတွေသူတို့ဒီ theater မှာကဆိုလို့ရှိရင် critic သူ critic လာပြီဆိုသူတို့ကြောက်တယ်လေသူတို့ကြောက်တဲ့ critic တယောက်ရှိတယ် critic လာဆိုရဲကြောက်ပြီကွာဒီ chef တွေဆိုလို့ရှိရင်လေသူတို့ critic လာပြီဆိုလို့ရှိရင်ကြောက်ဖင်တုံနေကြတယ်အမှန်တကယ်ပြောရင်ငါအဲ့ဖြစ်ချင်တာဒါပေမဲ့ဒီနိုင်ငံမှာငါဘယ်လိုဖြစ်မှာလဲအဲ့တော့သူကသူဘယ်လိုဖြစ်မဖြစ်ငါလို့ချင်တာကငါဖြစ်ချင်းစီဆွဲခေါ်သွားမယ်ပေါ့ဆိုတော့အဲ့ပန်းနိုင်ရဝေးမဝေးဟောအဲ့လိုဖြစ်ချင်းဆွဲခေါ်မယ်ဆိုအဲ့ဒါကြောလေဆွဲခေါ်ခြင်းတဲ့သူကရှိအောင်မှငါလေရမဟုတ်ဘူးဆွဲခေါ်နေသူဆွဲခေါ်ခံခြင်းတဲ့လူကရှိအောင်မဟုတ်အဲ့ဒါကြတော့ personal artist ကိုငါဆွဲခေါ်လို့မရရင်ငါ audience ကိုခေါ်လို့ရတယ်လေpersonal အခုက media တို့ဒီငါတို့ဒီ online platform တွေအားသာချက်တခုကအရင်ခေတ်လို့မဟုတ်တော့လေ information spread တာအရှမ်းမြန်တယ်ဆိုတော့ကောင်းတဲ့ info ဖြစ်ဖြစ်ဆိုတဲ့ info ဖြစ်ဖြစ်နေအဲ့ဒါယူနေဟိုပြောမလဲကို
stepping stone လို့လဲကိုကအသုံးချသလိုရတယ်လို့ကိုလည်းပြန်အသုံးချခံရနိုင်တယ်ဆိုတော့အဲ့ဒီခုပေါ်မှာကောင်းကောင်းလေးဘယ်လိုပြောမလဲ well train လို့ပြော well behave ဖြစ်ဖို့ပေါ့နော်တမရငါအဲ့လိုလုပ်ချင်တာမောင်ကျော် thank you for saying that ဘာလို့လူတွေလည်းငါ့ကိုမသိဘူးအမဘာကြီးလဲတဲ့လားအမအ teacher လားအဆိုတော်လား It's like you are everything because you know everything like you can be a teacher yeah အဲ့အဲ့ဒါရမနိုင်ပြောရင်ငါတခါမှ interview မှာလည်းမပြောဘူးဘာလို့ဘယ်သူမှလည်းငါ့ကိုဒီလောက်ထိ personally မမေးဘူးကွာပြောတော့ငါတို့အရက်ဝိုင်းမှာပြောရင်ပြီးသွားတယ်အဲ့လိုပဲအဲ့လိုဆိုတော့ငါတကယ်ဘာဖြစ်ချင်တာလဲဆိုတော့ငါအဲ့လိုကြီးကြီးကျယ်ကျယ်ပြောရင်ငါအဲ့လို critic ဖြစ်ချင်တာဒါပေမဲ့နေပြောလို့ဘယ် artist တွေက who the fuck care like who cares yeah I know but then ငါလည်း why do I care about them it's not that they don't care it's just like they just stay in like comfort zone ဒါပေမဲ့အရာအလုံးကတော့အချိန်ယူရတယ် no overnight process မရှိဘူးအဲ့တော့ပြောချင်တာငါဒီဘက်ကဏ္ဍတွေမှာဒီမှာတော့ overnight fame နေရှိရွာလေဒီမှာ overnight fame ဖြစ်တယ်မဲ့အဲ့လို progress တခုကတော့ overnight မဟုတ်ပါ yeah right ဘာလို့ဒါကြီးကကြီးကျယ်ပြောရင်နေအဲ့လိုပြောရင်ကွာငါဒီပန်းဖြတ်လိုက်လို့လည်းရ anyway ယူလာလည်းရတယ်ဥပမာဖြစ်ငါတို့ဒီ2020-21မှာဆိုတင်မလားပေါ်ကားများပပျောက်ရေးဆိုရယ် group တွေတွက်လာလေအဲ့မှာလူတွေ fame တွေလို့ shame တွေလို့နဲ့ဗမာကားဆိုတော်တော်များအရင် blame ကြရကွာတို့လည်းပြန်စမ်းကြည့်တော်တော်ပေါ်တာကိုဒါပေမဲ့လည်းအခုဗမာကားတွေဆိုအခုဒီလူတွေမကြည့်ဘူးဒါပေမဲ့ဗမာကားရဲ့အဆင့်ရှိလာကွာပြောချင်တာယုံတင်ကားတွေ level တစ်ခုရှိလာကွာကြိုက်တာမကြိုက်တာတခဏဒါပေမဲ့တို့အရင်ကလို့ပပပမရိုက်တော့ပြင်ဆင်တယ်ဆိုတော့အဲ့ဒါငါပြောချင်တာဒါလည်း overnight process မို့တော့3နှစ်အချိန်ယူလိုက်ရတာပဲလူတွေလည်းမျက်စိပွင့်သွားတယ်လေဆိုတော့တဘောတစ်ခုကငါလူကြောက် education နဲ့ဒါကောင်းတယ်မကောင်းငါပြောချင်တယ်ပဲထားဒါပေမဲ့ okay ပြောလိုက်တာငါရဲ့ personal feeling တွေပေါ့ငါခြေခံနေလို့မရဘူးကွာငါနေခင်လို့နေရရမ်းကောင်းတယ်သူ့မခင်လို့သူမကောင်းမရဘူးကွာဆိုတော့ငါပြောတဲ့ဟာတွေက facts ဖြစ်ရမယ်ဘယ်လိုပြောမလဲ theory တစ်ခုဟို fair and facts firm ဖြစ်နေတဲ့တခုပေါ်မှာငါအခြေခံပြီးပြောမှာအဲ့တော့သူတို့က okay ကောင်းတယ်မကောင်းနေပြောပြီးအဲ့ဆိုကောင်းတာပါလဲဆိုးတာပါလဲငါတို့သင်ပေးဆိုရင်လည်းငါမှသင်စရာ resource တခုကရှိနေမယ်ကွာဆိုတော့ငါဖြစ်ချင်တဲ့အရာရဲ့ကောင်းတာဆိုးတာအကုန်လုံးပေါ်မှာငါ backup ထားရတဲ့ပေါ့အဲ့တော့ငါခုလုပ်နေရတဲ့ backup plan တွေပေါ့ဟောများဆိုအမှန်တော့လေငါတို့ဒီ generation ပေါ့နော်ဒီ generation မှာဆိုလို့ရှိရင်လေနည်းလိုမျိုးအကုန်တီးတင်မလားရေးပါနေအကုန်တီးတဲ့သူတွေဆိုတာလေလက်ချိုးယူလို့ရတယ်ကွာငါပြောတည်တာအဲ့တော့ဘာလို့လဲဆိုတော့ငါတို့တွေကကြတော့လေငါကိုယ်တိုင်ကပြောမယ်ဆိုလို့ရှိရင်ကွာအခုဆိုငါအဆိုတော့ငါချင်းဆိုတာအယံဝကနာပါတယ်ဆိုတော့ငါဒီထက်ပို့ပြီးတော့ငါဂီတာလေး TV ငါဆိုရင်ကောင်းမလားငါ piano လေး TV ဆိုရင်ကောင်းမလားအဲ့လိုမျိုးလေးရော idea တွေထွက်လာရဆိုပေမဲ့ငါအချိန်မပေးနိုင်ဘူးကွာတလားငါအချိန်ပေးမယ်လှုပ်လိုက်အဲ့အချိန်တွေကမရှိတော့ပြန်အောင်ငါလှုပ်ဖြစ်လိုက်အဲ့တော့ဘယ်လိုပြောမလဲဝမ်းစာမပြည့်ဘူးကွာမနိုင်ပြောရင်သိရမလားအဲ့လိုမျိုးကိုတချင်းလောက်ပဲဟောဘာကီးလောက်ပဲပြောတတ်တာကွာသိမလားဟိုလိုမျိုးအရင်တိတက်နေလို့လဲဆိုတော့ဖြစ်တာမဟုတ်ဘူး but then အရေးသွေးကိုတော့မိလေးငါချပြခြင်းတယ်ကွာအဲ့လိုပုံစံမျိုးငါကြတော့ဖြစ်တာတချင်းအမှန်တော့တချို့သူတွေကြတော့လေတချင်းကိုပေါ်ပဲလောက်တာတော့မဟုတ်ချွတ်ကြောဝါသနာအရန်ပါလို့သူတို့ကြတော့တချင်းလှုပ်ရှင်ကြရတယ်တင်မလားတချင်းဆိုတော့ဝါသနာပါလို့သူကတော့တပုတ်လောက်တော့ဆိုလိုက်မယ်ဆိုလိုက်တဲ့အချိန်မှာသူပေါက်သွားရကွာဒီတချင်းတဲ့ပုံနဲ့အဲ့သူအဆိုတော့ဖြစ်ချင်တော့သူဖြစ်တာမဟုတ်ဘူးအဲ့တော့သူပေါက်သွားဖြစ်တဲ့အတွက်သူတချင်းတွေသူဆက်လုပ်ချင်မယ်ကွာသိရမလားအဲ့လိုချိန်မျိုးမှာguideline နဲ့လိုမျိုးပဲပြောတတ်တဲ့သူမှာနားထောင်မယ်သူကလည်းနားထောင်တယ်ဆိုလို့ရှိရင်စောင်းဝမ်းကောင်းသွားပြီကွာတိတာအဲ့လိုပေါ့ငါဆိုလို့ရှိရင်လည်းဂန်နဲ့ကိုပြောပါတယ်ငါ့ကိုတင်မေးရောဘာညာဆိုပြီးတော့ငါဆိုလည်းတက်ချင်တယ်ကွာတိတယ်မလားအဲ့လိုမျိုးတွေအများကြီးအမှန်တော့သိရသူတွေလည်းအများကြီးရှိပါတယ်ငါကဒါမသိတာကွာတိအဲ့လိုဖြစ်နေသိရလူလည်းရှိပါတယ်ဒါပေမဲ့ share ရလူမရှိရ yeah share သူမရှိရအဲ့တော့မဟုတ် share လူမရှိရကြတော့လေအမှန်တော့ share ဖို့ကြတော့လေသိရမလားငါတို့ကဘာပဲလုပ်လို့ကအမြဲ social media ကိုကြည့်ရတယ်ဟုတ်တယ်ဒီနိုင်ငံရဲ့ opposite ဖြစ်တာတခုอ่ะပေါ့နိုင်ငံခြားမှာဆိုရှင်သူတို့လုပ်တဲ့ဟာကို social media အပြန်တင်ရတာငါတို့ကျတော့ငါတို့သူတို့ social media မှာငါတို့ကဆဲခံရတာဟိုတိလားဘာပဲလုပ်လို့ကသိရမလားသူတို့ကိုပဲကြည့်နေရတာပေါ့ကိုတွေကငါတော့ဒါကိုလုပ်ပတ်နေတယ်ဒါပေမဲ့သူတို့ပြောရင်ဘယ်လိုလုပ်မလဲပါညာလဲငါတို့ကနောက်တွန်းသွားပြန်အဲ့လိုမျိုးတွေကအများကြီးရှိတယ်ကွာတိလားငါဆိုရှင်လည်းခါကြောက်ရှင်ဘယ်လိုပြောမလဲလှုပ်ရှင်တာလေးရှိကွာဒါပေမဲ့ထားလိုက်ပါတော့သိရမလားအဲ့လိုမျိုးကြီး
အရင်တိုက်ခံမဖြစ်ရှင်တော့ကွာတင်မှာပြန်မှန်းတာလည်းပါ yeah အဲ့တော့ဒီတခုငါတို့ဆွေးနွေးတဲ့နယ်ငါ့ကိုလာမေးကြအမကလည်းစိတ်သက်ကြဘူးလားအဲ့ဒါတယောက်တည်းမေးရမှာပေါ့တော်များများပါဆိုသူတို့အမြင်မှာငါစိတ်သက်ကြတဲ့လူလို့သူတို့မထင်ဘူးပါ I mean ဘယ်လိုပြောလဲငါ့ character ရောငါနေရဲ့ပုံစံရောအရင်တက်ကြွရလို့လည်းမဟုတ်အရင် downfall လည်းမဟုတ်ငါနေငါ the way you talk is like stable ဖြစ်တယ်ကွာငါဆိုလို့ရှိရင်တင်ပါငါပြောနေတာမရဲ့တမရကိုတက်မြင့်ကြပါရှိသေးတယ်နင်ကကြောက်လို့ပြောရဟာလေးတွေကအေး so yeah သူကငါ့ကိုပေးရအမစိတ်သက်ကြဘူးလားတဲ့ interview တွေမှာလည်းမေးရအဲ့လိုတရားကွာငါ not gonna lie IG ဆိုလဲအမစိတ်သက်ကြဘူးလားတရားပေါ်ရဆိုလဲအမစိတ်သက်ကြဘူးလားအမတော့ကြဘူးပဲမထင်ပါဟမ်ကြဘူးတာပေါ့ဆိုတော့ပြောချင်တာငါပြန်ဖြေလိုက်တဲ့ဟာလေးရ share တယ်မဲ့ like နေဆိုရင် personally အားလုံးနေတဲ့လူတယောက်အနေနဲ့ဒီနိုင်ငံမှာဆိုငါတို့ပြောလို့ငါတို့မှာ restriction တွေအများကြီးပဲကွာလုပ်ချင်လဲနေပြောသလိုထားလိုက်ပါတော့အဲ့လိုမျိုးရဲ့အခြေအနေမှာကိုကွာကိုလုံလေးကိုလည်းကိုမရက်အောင်ဒါပေမဲ့အရာအလုံးနဲ့ balance ထားပြီးတော့ how do you do it အဲ့လိုလုပ်နေတဲ့လူတွေနေ like your personal advice or take that advice like, or whatever like balance in what like in work or like everything yeah everything is out of the place man I know but how you present in front of the media how do I present for the media okay I try to be a very positive person like a very I try to be a very energetic person in front of everybody ဘာလို့လို့ငါကျတော့ကွာငါတောင်းလိုက်တဲ့ environment ကအဲ့လိုမျိုးအေးစစ်စစ်ပေါ့ပါဖြစ်နေရပဲကွာငါနဲ့လှုပ်ဖူးတဲ့သူတိုင်းသိရကွာအဲ့လိုမျိုးအေးစစ်စစ်ပဲအေးချမ်းမဲဆိုတော့ငါကျတော့ပြဿနာဘယ်လိုဖြစ်တာလဲဆိုတော့အဲ့လိုမျိုးနေပြီဆိုလို့ရှိရင်ငါတယောက်တည်းဆိုရှင်ငါအဆောင်တောင်းသွားတယ်တင်မလားအဲ့လိုမျိုးဟိုနင်တို့အဲ့လိုအပြင်မှာရှားဆိုရင်ဟာဘာညာပြောပြီးတော့အဲ့လိုတချို့ရက်တွေဆိုရှင်ကွာအဲ့လိုအပြင်သွားပြီးပြန်လာဆိုရင်တကားပိတ်ပြန်တယ်လို့သူ့လိုမျက်ရည်ကျတယ်ဘာမျိုးရှိရကွာတလားအဲ့လိုဆိုနူတာပါအော် man လူကောင်းကြည့်ရမယ်တဲရလို့ပါ so ဒါပေမဲ့ငါအဲ့ depression ဖြစ်တဲ့ဟာဘယ်လိုမျိုးကြီးလို့လဲဆိုတော့ I sleep a lot ငါအရှမ်းအိတ်တယ်ဘာဆိုတော့ဟိုအိတ်လိုက်လို့ရှင်ကွာခဏလေးလောက်တော့နည်းနည်းတက်တာသွားကွာတလားအိတ်လိုက်တယ်ဆိုတော့အေးလေးငါဘွားတယ်ဒါပေမဲ့ no လာတဲ့အချိန်မှာတော့ it feels so suck but it's going to feel like ဒါတော့အဲ့လိုမျိုးပဲခံစားရမှာကွာဒါပေမဲ့အဲ့ဟာကြီးကိုခံစားပြီးွားပြီဆိုလို့ရှိရင်နောက်တစ်ခုနောက်ထပ်လာမဲ့ပြဿနာထပ်လာမဲ့ဒီ depression ဝင်စီမဲ့ဟာကလောကူဖြစ်မလာတော့ကွာတလားဘာလို့ဆိုတော့နင်ဒီ stage ကြီးကိုနင်ကြော်လွန်ပြီးပြီဖြစ်တဲ့အတွက်ဒါပေမဲ့အဲ့လိုမကြော်လွန်ခင်မှာတော့ဘယ်လိုဖြစ်မလဲဆိုရင်နင်စောင်းဝိုင်းကြီးတွေဘာမှလည်းမလုပ်ချင်ဘူးဘယ်မှလည်းမသွားချင်ဘူးသိမလားဘာမှလည်းမစားချင်ဘူးပြဿနာဘာဖြစ်နေမှလည်းမသိဘူးကွာအဲ့လိုရှင်နေဆိုလို့ရှိရင်ဟိုအရင်ကတော့အဲ့လိုစိတ်မထားမိဘူးကွာခုနောက်ပိုင်းကြောက်လို့ဖြစ်ဆို I feel grateful that I could feel things ဘာလို့ဆိုတော့ we're human beings ကွာတလား we're supposed to feel things အဲ့တော့Yeah, I think I forgot I'm a human. Man. အဲ့ဆိုဒီလိုအရာမျိုးခံစားရတဲ့အချိန်မှာခံစားနေတဲ့အချိန်မှာငါကျတော့ငါလုပ်တဲ့အလုပ်ငါ passion ဖြစ်တဲ့အလုပ်ကဒီ music နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ဒီအသက်နဲ့ရလာတဲ့အချိန်မှာငါသချင်းလေးငါရေးကြည့်တယ်ပြီးတော့ငါသချင်းလေးငါလိုက်နားထောင်တယ်အဲ့လိုလိုက်နားထောင်တဲ့အချိန်မှာငါဘယ်လိုဖြစ်လာလဲဆိုတော့သချင်းနားထောင်ရင်းနဲ့ခုနကနေပြောလို့ပဲတချင်းရဲ့ music ကဘလို့တီးကြရတယ်ဘလို့ mood တင်နေလို့ရဆိုဟာအမှပါငါထပ်ပြီးငါပညာရရကွာအမှနောက်ပိုင်းငါဘယ်လိုပြောဆိုငါကူငါ distract လုပ်တဲ့အနေနဲ့ငါတာတဲ့ like ငါတာတဲ့နောက်ကိုငါ like ကွာတလားငါ music မှာငါအားတာတယ်ငါဝါသနာပါဆိုအဲ့ music ကိုပဲငါနားထောင်တာအဲ့လိုပဲလူတိုင်းမှာကကိုဝါသနာပါတဲ့ဟာရှိတယ်ဘယ်ရပဲဖြစ်ပကြီးဆွဲမှာလားလမ်းလျှောက်တာလားရေကူးမှာလားလူတိုင်းမှာ तू ဝါသနာပါတဲ့ဟာရှိကွာဓာတ်ပုံရိုက်တာလားအဲ့တော့ကိုဝါသနာပါတဲ့ဟာတာယာဘက်ကိုလိုက်ရင်းနဲ့အဲ့ကိုခံစားနေရတဲ့ဟာတွေတဖြည်းဖြည်းပျောက်သွားသလိုကို့မှာလည်းပညာတစ်ခုရသွားကွာသိလားဒီဟာမှာကိုကဘလို့ပဲဖြစ်နေတိုင်းလုံနေအရာဖြစ်တဲ့အတွက်အဲ့တခုမှနေဘလို့ပဲဖြစ်နေမျက်စိမိတ်နေတော့မှနေသိရကွာဖားလဲဆိုတာအဲ့လိုမျိုးအဲ့ဒါနဲ့ငါတဖြည်းဖြည်းအဆင်ပြေလာကွာတလားခုဆိုရှင်ငါစိတ်ကိုပေါ်ပါထားတယ်အေးစီပဲငါစိတ်ညစ်တယ်ဆိုရှင်ငါခဏတော့ငါစိတ်ညစ်လိုက်တယ်ဒါပေမဲ့စိတ်ဆရာကြီးကနေမပြီးွားဘူးကွာတလားစိတ်ညစ်လို့ဆိုပြီးတော့သူတဖြည်းဖြည်းမလျော့သွားဘူးအဲ့ဒါငါစိတ်ညစ်နေလဲခဏတော့ငါညစ်လိုက်တယ်ညစ်ဘယ်လောက်ညစ်ချင်ပါလဲညစ်1ရက်လား2ရက်လားညစ်လိုက်ပြီးရင်လို့ရှင်တာလို့တော့ရှင်တာသွားဒါပဲ
Yeah. But also, life is so short to be depressed, man. So short. But also, အခုတော့မှလေဟိုတနေ့က Hello Adele ရဲ့ Hello တခြင်းကိုမနော် Hello တခြင်းကိုငါနားထောင်တော့မဟုတ်ဘူးငါဒီတိုင်းပဲ Adele ကိုငါကြည့်နေတယ်သူ့ရဲ့ accent က Cockney ဖြစ်တယ်လေအဲ့တော့ငါသတိရပြီးတော့ငါအဲ့ဒီ carpool မှာသူနဲ့ James နဲ့လှုပ်ထားတဲ့ဟာငါတွားကြည့်လိုက်တဲ့အချိန်မှာ Hello တခြင်းကိုနှစ်ယောက်ကဆိုနေရောလေ8 years ago တဲ့Hello တခြင်းက8နှစ်ရှိနေပြီကွာထွက်ထားတာဒါပေမဲ့အဲ့တခြင်းကိုငါလုံးဝသိမလားဩ3-4နှစ်ကပဲထွက်ထားလို့ဆိုပဲထင်တာကွာငါတို့အတွက်အခုဒီ4နှစ်ကြီးကဖုတ်နေလို့ပြောက်တာ man take me back to 2019 ဖြစ်နေနော် yeah ငါတို့လည်း yeah everything escalated so fast သူများတွေမှာ covid ကြောင့်သိရမလားစိတ်သက်ကြတာသူတို့ counseling ယူလို့မပြီးသေးဘူးသူတို့က we've been through a lot therapy session still paying good money and we've been through a lot alright covid so first time don't worry bro monkeypox is comingအဲ့ဒါကျိုင်းနေအောင်ငါချက်စလိုက်လိုက်နေပြလိုက်တဲ့အချိန်မှာငါစောင်းလန့်သွားတယ် yeah alright so shall we jam yeah okay let's goဒီမချင်မြသူမြင်နိုင်ပါမလားဘယ်သူကမှမချင်လိုက်ပါနဲ့ဒါလေးမင်းနီးဒါလေးမှာပဲတွေ့ဝေနေတာလားဝင်ခံမတဲ့ငါသိချောင်းနေတဲ့ချသူအနေရွေးချယ်အာနာမရှိရင်ခုန်တဲ့သေးဆုံးသွားနိုင်တယ်ဆွဲလန်းမှုတဲ့သူပြောင်းများအိပ်ဖြစ်ခဲ့ရညများစွာအိမ်မထက်မှသူဟာဝင်ရောက်လာပြောထွက်ခဲ့တဲ့စကားလုံးများမပြောဖြစ်လိုက်မှနောင်တရဝေးသွားရမှာကိုခံနာဝါဒီမှာချင်များThank you, man. Thank you, man. I really appreciate it.